အားလုံးပဲမင်္ဂလာပါကျွန်မစောငိမ့်အေးပါကံကောင်းတဲ့သူတွေမှာလောက်ကြတဲ့အလေးအကျင့်များဆိုတဲ့အချက်20ကိုကျွန်မကမျှဝေပေးချင်ပါတယ်ဒီကံကောင်းတဲ့လူတွေလောက်ကြတဲ့အလေးအကျင့်အချက်20ဆိုတာကိုကျွန်မတို့ကတစ်ချက်ကို9မှတ်နှုံးနေဆိုရင်အချက်20ကအမှတ်ပေါင်း100ပေါ့နော်ဆိုတော့ကျမတို့မှာဒီအချက်20ထဲမှာဘယ်နှချက်များကျမတို့မှာလက်ရှိအခြေအနေနဲ့ပြည့်စုံနေကြတယ်လဲဆိုတာကိုကျမတို့ဒီဗီဒီယိုလေးကိုစစ်ပြီးနားထောင်ရင်းနဲ့ကိုယ့်ရဲ့အမှတ်ကိုကိုယ်တိုင်ပေးကြရအောင်ကဲစပြီနံပါတ်1လေ့ကျင့်ကအချိန်မဆွဲပဲချစ်ချင်းထားလုပ်တတ်တယ်နံပါတ်2သူတစ်ပါးကိုချီးမွမ်းပြောဆိုလေ့ရှိတယ်နံပါတ်3အဲ့ရကိုတန်တန်ရှင်းရှင်းထားတယ်နံပါတ်4သူတစ်ပါးကိုလမ်းဖယ်ပေးတယ်နံပါတ်5ဒါရချိုဘူး is okay လို့အမြဲပြောလေ့ရှိတယ်နံပါတ်6မိမိတို့ရဲ့အိမ်မှာရှိတဲ့အိမ်သားတွေဘေးစင်းတွေရေစင်းတွေရေချိုကန်တွေရေသုံးတဲ့နေရာတွေကိုအမြဲတန့်ရှင်းစွာထားတယ်နံပါတ်7အမြဲပြုံးနေလေရှိတယ်ဘယ်ချိန်ခါမဆိုနံပါတ်8မလိုအပ်တဲ့ပစ္စည်းတွေကိုစွန့်ပစ်ပြီးတော့မှအိမ်ကိုတန့်ရှင်းအောင်ထားတယ်နံပါတ်9အကြောင်းပြချက်ပြစရာမရှိဘဲနဲ့ကိုအမြဲယုံကြည်မှုရှိနေတယ်နံပါတ်10ကိုကံကောင်းတယ်လို့အမြဲတွေးတယ်နံပါတ်7ကိုအားနဲ့ချစ်ကိုထုတ်ဖော်ပြောဆိုနိုင်တယ်နံပါတ်7ချစ်တဲ့အကြောင်းမြဲပြောလို့ရှိတယ်မိသားစုတွေကိုကိုယ့်ရဲ့ပေါင်းတင်နေတဲ့မိတ်ဆွေတငယ်ချင်းတွေကို even if တဲ့အိမ်မွေးတလေးဆန်လေးတွေအားစချစ်တယ်လို့သူအမြဲတမ်းပြောလို့ရှိတယ်နံပါတ်73လမ်းမရှောက်တယ်နံပါတ်14စကားပြောရင်ကြည်တယ်နံပါတ်15ခွန်လွတ်တတ်တယ်နံပါတ်16သွားသိချတိုက်တယ်နံပါတ်19ဖနက်ကိုတန့်ရှင်းနေအောင်တတိထားလေးရှိတယ်နံပါတ်18အမြဲတမ်း perfect ဖြစ်မနေဘူးအနားယူဖို့တတိရတယ်နံပါတ်19အရန်ပင်ပန်းလာရင်ဘာမှမစင်စားပဲအိတ်လိုက်တယ်နံပါတ်20တရားနာတယ်ကိုလေးစားရတဲ့ဆရာမတွေရဲ့မိတ်ဆွေတွေရဲ့စကားတွေကိုအမြဲနားထောင်မှတ်သားလေးရှိတယ်အခုမြောက်ပေးတဲ့ဒီဗီဒီယိုလေးမှာအချက်20မှာကျွန်မရဲ့မိတ်ဆွေဖြူ gratitude ဆိုတဲ့ page ကနေရေးထားတာလေးကိုကျွန်မကတဘောကြပြီးအလုံးအတွေ့အကျိုးရှိအောင်ပြန်လည်မြောက်ပေးပေးခြင်းဖြစ်ပါတယ်တစ်ချက်ကို9မှတ်အချက်20ဆိုတော့100မှတ်ကဲဒီဗီဒီယိုနားထောင်တဲ့လူတွေအမှတ်ဘယ်လောက်ရကြလဲကျွန်မကတော့နံပါတ်10ပေါ့နော်နံပါတ်10မလိုအပ်တဲ့ပစ္စည်းတွေဆွန့်ပစ်ပြီးအိမ်ကိုတန့်ရှင်းအောင်ထားတယ်ဆိုတဲ့နေရာမှာကျွန်မလိုအပ်ချက်ရှိနေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မကကြွအိတ်တွေဘူးတွေပလုံးတွေတစ်မမွားတွေကိုတရက်ပြန်ခောက်ပြီးတော့မှလို့တိန်လေးရှိတယ်ပေါ့နော်။နောက်တစ်ချိန်ပြန်သုံးမယ်ဆိုကျွန်မရဲ့အခန်းကြီးကတိန်ထားတဲ့ပစ္စည်းတွေနဲ့ရှုပ်နေတတ်ပါတယ်ပေါ့နံပါတ်8ဒါကျွန်မရဲ့လိုအပ်ချက်အားနည်းချက်နောက်နံပါတ်18ပေါ့နော်အများအား perfect ဖြစ်မနေဘူးအနားယူဖို့တတိယတယ်ဆိုတဲ့နေရာမှာကျွန်မကကျွန်မရဲ့ဒီတနေ့တာ time schedule မှာပေါ့နော်အနားယူဖို့ကိုတတိမရလောက်အောင်ဟိုကလှုပ်ခြင်းဟိုကလေ့လာခြင်းဟိုကလေးကလည်းမျှဝေခြင်းဆိုပြီးမှကျွန်မရဲ့အချိန်လေးတွေကကိုအနားယူဖို့လေးမေ့နေတတ်တယ်ပေါ့နော်ဆိုတော့ကျွန်မကနံပါတ်10နဲ့နံပါတ်18ကိုကျွန်မကိုတတိထားပြီးတော့မှပြန်လည်ပြုပြင်ရအောင်မှာဖြစ်ပါတယ်။ကိုရတဲ့အီးရမှတ်လေးတွေ comment မှာရေးပေးသွားကြပါဦး။ကံကောင်းခြင်းဆိုတာလေ့ကျင့်ကောင်းတွေရဲ့အရာလက်ဖြစ်ပါတယ်။ Bye for now. See you next video. Let's go to Sanso.